ကိုဘာဖြစ်လို့လဲအဲ့ကိုကြောင့်ငါတက်သနာတက်နေတယ်ဘာဖြစ်လို့လဲငယ်လို့မလည်းကုန်ပေးကြပါဘူးဒါဆိုပြန်ဟဲ့မင်းခေါ်ချင်တယ်ခေါ်လာညင်ထုတ်ချင်တယ်ညင်တော့ဒါမင်းကလေးကွာဟဲ့မင်းပါဒီကိစ္စမင်းနဲ့မဆိုင်ဘူးငါကိစ္စငါရှင်းမယ်ဟဲ့ငါနဲ့မဆိုင်ဘူးဆိုရင်ဒီအိမ်ကမင်းနဲ့ငါနဲ့တယောက်တော့ငါရတာငါတချမ်းပိုင်တယ်နော်ဟောတချမ်းပိုင်တယ်အေးအဲ့ဒါဆိုမင်းပိုင်တဲ့တချမ်းကိုထင်းမှလာတာနော်ငါပိုင်တဲ့တချမ်းကိုအပြင်ကိုထုတ်ရခဲ့နေကြပါဦးတော်ရပါတော့အမလေးဘလို့နေကြတော့ဟမ်ဒီမှာအစာတော့ကတော့လိုက်တော့သိနေမနဲ့စောစောတီးထွက်ပြေးတော့မလို့ပဲအေးဒါပေမဲ့အဲ့ဒီစိုက်မညီတဲ့မိသားစုနဲ့ရံဖြစ်ပြီးတော့မှထွက်ပြေးတင်တဲ့ကောင်ပြတ်သွားပြီဒီမှာပဲနေတော့ဟေးကောင်မလေးကိုလွတ်လိုက်ငါပြောပါမယ်ကောင်မလေးကိုဒီမှာထားမယ်မင်းမနေချင်မင်းစင်မင်းတို့နေအောင်ဆုံးစင်ရပြီရှာစင်ကြတာအခုတော့စင်ငယ်ပေါ့ဒါပေမဲ့တိတ်မကြတဲ့အချိန်တူတွင်းလေးမှာစင်ငယ်ဘွားကနေလွတ်တော့မှာအရှမ်းကိုချောမောလာပါပြီ perfect ဖြစ်နေတဲ့မိန်းကလေးတွေကိုတော့ single ပဲအရသာရှိအော်တော်ရေးစားတယ်ဒီတော်လေးတစ်ခါစားဟုတ်ကဲ့ပြကြဟေးဒီဘားထဲမှာရှင်တို့တတွေးပဲရှိတယ်လို့ထင်နေရလားဟမ်ဘလိုင်းပါလားရှင်သာဘလိုက်ပြီးတော့ဒီဘားတစ်ခုလုံးမှာရှင်တို့နှစ်ယောက်သေးဆိုမိုးမမြင်လင်းမမြင်ဖြစ်နေကြတယ်ချိန်တိုင်းလည်းပြတ်မှာပဲ S4 တွေလုံနေတဲ့ S မြင်ကတ်တယ်မင်းကမှလေးလာတာဆိုင်မှာညောင်းမယ်မင်းကမှလေးဆိုပြန်ခေါ်ပါလေတော့ပြဿနာတက်လို့တော့မယ်နော်ဟုတ်ကဲ့ကိုကိုလေးကိုပြဿနာလာရောတော့ကိုကိုတော့ပါပါဗျာလာပါတော့ငါလုံးပါတော့မြို့လုံးပါတော့မြို့